စင်ញင်တုံတရားနဲ့နေတယ်အတိနဲ့နေတယ်ဆိုတာပါပြောတာလေတဲ့အတိနဲ့နေဖို့ရအတွက်မြတ်စွာဘုရားအချက်9ချက်ဟောထားတယ်နော်9ချက်ဟောထားတယ်လူရဲ့ကိုယ်ကာယရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အားကြောင့်လူတွေကလှုပ်ရှားတဲ့အခါအမှတ်တမဲ့နေကြတာမဟုတ်တတိနဲ့လှုပ်ရှားဖို့တယ်ပေါ့ပညာအစဉ်ဉာဏ်နဲ့လှုပ်ရှားဖို့အဲ့ဒါဟောတာသမ္ပဇာနာဆိုတာသိဉာဏ်ရှိရမယ်ဆိုတော့ဘယ်လိုရှိရမှာလဲသိဉာဏ်ရှိပုံရှိနည်းကတော့ဒီအသိဉာဏ်ကို၄မျိုးခွဲလိုက်တယ်အဲ့ဒီမှာဒါကြတော့အထက်ကရာတွေကရှင်းပြတာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့အသိရှိရမယ်အချက်9ချက်ကဘာတော့အဲ့ဒါလေးကိုအကျဉ်းချုပ်တစ်ခါပြောကြည့်မယ်9ချက်ကဘာတော့ဆိုရင်ရှေ့လန်းတာနောက်ဆုတ်တာကိုယ့်ရဲ့လှုပ်ရှားမှုဘုပမဲ့ပေါ့နော်ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပတ်သက်တယ်ရှေ့လန်းတာနောက်ပြန်ဆုတ်တာသွားတာနောက်ဆုတ်တာရှေ့တိုးတာနောက်ဆုတ်တာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအတိတရားရှိပါစေတော့အတိတရားရှိပါလို့ပဲပြောတယ်တတိကလည်းဒီထဲမှာခုနအရှိကချထားပြီးသားဆိုတော့ကာယကလွတ်တာမရှိတော့တတိကတော့ရှိရမယ်ဒါကြတော့ရှစ်တိုးနောက်ဆုံးလောက်တာအမှတ်တမဲ့မလုံးနဲ့စင်ကြယ်တော်တရားနဲ့လုံးလို့ပြောတာတတိရှိပြီးတဲ့နောက်အတိပေါ်ဖို့ရမြတ်စွာဘုရားပြောတာနောက်ဒုတိယအချက်ကတော့အလောကိတိဝိလောကိတိမျက်စိနဲ့ကြည့်တဲ့အခါတဲ့ကြည့်တာကိုအလောကိတမျက်စိတွေနဲ့စောင်းကြည့်တာလေးကြတော့ဝိလောကိတနော်တဲ့ရှစ်တဲ့ကြည့်တာတစ်ခုမျက်စိတွေစောင်းပြီးတော့ကြည့်တာတစ်ခုကျန်တာတွေတော့မပါဘူးပေါ့ကြည့်တာမပါဘူးငုံကြည့်တာမပါဘူးဘာလို့လဲဆိုတော့ဒါယောဂီပုဂ္ဂိုလ်အနေနဲ့ဟောလို့ဆိုလိုတာတော့ကြည့်တာမှန်သမျှပဲတတိရှိပေါ့ဒီလိုဆိုပညာရှိရမယ်စင်ကြယ်တော်တရားနဲ့ကြည့်ရအဲ့တော့ရှေ့လန်းတာဖြစ်စေနောက်ဆုတ်တာဖြစ်စေအသိပညာရှိရမယ်အသိပညာနဲ့လုပ်ရမယ်ရှေ့တိုးနောက်ဆုတ်ကိုအသိပညာနဲ့လုပ်ရမယ်ရှေ့လန်းနောက်ဆုတ်အသိပညာနဲ့လုပ်နော်ကြည်တာရှုတာအသိပညာနဲ့လုပ်လက်ကွေးခြေဆန့်လှုပ်တာအသိပညာနဲ့လုပ်နောက်တစ်ချက်ကနောက်တစ်ခုကသံဃာတိပတ္တစီဝရတာနေလူတွေရောဆိုင်အောင်ပြောပါဆိုရင်တော့ကိုဝတ်တဲ့အဝတ်အိုးခွဲပကံစားတဲ့ခွဲပကံဝတ်တဲ့အဝတ်ဝတ်တဲ့အခါမှာပကံခွဲရောက်ကင်တဲ့အခါမှာတတိရှိပါစေနော်တတိရှိရမယ်ဟောပညာရှိရမယ်စဉ္ညတော်တရားနဲ့လုပ်ရမယ်နောက်တစ်ခုကအတိတိပိတိခာယိတိတာယိတိစားတာပဲဖြစ်စေရေတောက်တာပဲဖြစ်စေမုတ်ဝါတာပဲဖြစ်စေရစားရတာလို့ပြားရည်ရတာပဲဖြစ်စေအဲ့မှာလည်းပဲအသိပညာရှိပါသေးတယ်နောက်တစ်ခုကဥစ္စာရပတ္တဝကံပဲအိမ်သာတက်တယ်ကျမရေးသွားတယ်ကျင်းကြီးကျင်ငယ်စွန်တယ်ဥစ္စာရပတ္တဝအဲ့မှာလည်းပဲပညာရှိပါစေမှန်တိုင်းသိအောင်လုပ်ပါပညာဆိုတာမှန်တိုင်းသိတာနော်မှန်တိုင်းသိပါစေနောက်တစ်ခုကတော့ကတိထိတိနိသိနေလမ်းလျှောက်နေတာလားပတ္တရနေတာလားထိုင်နေတာလားဘာပဲလုပ်လို့အသိပညာနဲ့လုပ်ပါနောက်တုတ်တိစာဂရိတိအိတ်တဲ့အခါမှာနိုးလာတဲ့အခါမှာအိတ်တော့မယ်ဆိုတဲ့အချိန်မှာအိတ်ပျော်နေတယ်အိတ်ပျော်သွားဖို့အိတ်ရတဲ့ဝင်တဲ့အချိန်မှာဖြစ်စေနိုးလာတဲ့အချိန်မှာဖြစ်စေတတိရှိပါဘာတိတိတုံနိဘာဝေစကားပြောတဲ့အခါမှာသို့မဟုတ်တိတ်တိတ်ကလေးနေတဲ့အခါမှာတိတ်တိတ်နေတာတောင်မှပဲအသိပညာနဲ့တိတ်တိတ်နေရမယ်လို့ပြောတာတောင်းတွေပြောက်တွေမဟုတ်ဘူးအသိနဲ့တိတ်တိတ်နေတာဘာလို့တိတ်တိတ်နေတာလဲဆိုတော့အဲ့ဒါလည်းပဲအလုံးပေါင်းလိုက်တဲ့အခါမှာလမ်းလျှောက်နေတာရက်နေတာထိုင်နေတာအိတ်နေတာနိုးလာတာစကားပြောတာတိတ်တိတ်ကလေးနေတာအဲ့ဒီချက်တွေမှာလည်းပဲအသိရှိပါသေးတယ်ဧဝံခောဘေကွေဘေကုသဗ္ဗဇာရကာရိဟောတိအဲ့လိုနေနိုင်ပြီဆိုလို့ရှိရင်ဒါသဗ္ဗဇာရကာရိကိုလုပ်တဲ့အလုပ်တွေပညာနဲ့လုပ်ပါလို့ပြောတာနော်ပညာနဲ့လုပ်ပါအခုလုပ်တဲ့အလုပ်တွေအလုံးပညာနဲ့ပဲလုပ်ပါလို့ပြောတာဒါအလုံးကြည့်လိုက်ရင်အလုပ်တွေကြီးပဲလေရှေ့လန်းနဲ့နောက်ဆုတ်တယ်အလုပ်တစ်ခုမျက်စိနဲ့ကြည့်တယ်ရှုတယ်အလုပ်တစ်ခုလက်ကွေးတယ်ခြေဆက်တယ်အလုပ်တစ်ခုအဝတ်စားပြင်ဝတ်တဲ့ဥခွဲပကံတိုင်တယ်အလုပ်တစ်ခုစားတယ်တောက်တယ်ဝါတယ်လက်ရက်တယ်အလုပ်တစ်ခုအိမ်သာတက်တယ်အလုပ်တစ်ခုလမ်းလျှောက်တယ်ထိုင်နေတယ်လမ်းလျှောက်တယ်
ရက်တယ်ထိုင်တယ်အိတ်တယ်နိုးတယ်စကားပြောတယ်တိတ်တိတ်နေတယ်အလုပ်တစ်ခုအဲ့ဒီခုနှစ်ဌာနအဲ့ဒီခုနှစ်ဌာနမှာအသိပညာနဲ့ရွယ်လောက်ပါသမ္ပဇာနာကာရီပညာနဲ့လောက်ပါအဲ့တော့ပညာနဲ့လောက်ဆိုဘယ်လိုလုပ်မှာတော့ပညာဆိုတဲ့နေရာမှာဒါကြတော့အထက်ကရာတွေကရှင်းပြတယ်မြတ်စွာဘုရားတော့ပဲဟောပြီးတော့ပညာဆိုတဲ့နေရာမှာအသိပညာဘယ်နှမျိုးတော့ဆိုရင်တထက်ကတမ္ပဇဉာဒါတစ်ခုနော်တထက်ကတမ္ပဇဉာတဲ့အကျိုးရှိမရှိသိတဲ့ပညာတစ်ခုနောက်တစ်ခုကတပ္ပယပညာတမ္ပဇဉာတယ်ကိုယ့်အတွက်အကျိုးဖြစ်မှုခုနတတ္တကအကျိုးရှိမှုတပ္ပယကိုယ်နဲ့တင့်မတင့်သိတဲ့ပညာခောစရတမ္ပဇဉာဆိုတာကိုနဲ့ကိုမှရှိရမယ်အာယုံကိုအမြဲတမ်းတွေ့နေရမယ်အာယုံကိုအမြဲတမ်းစိတ်ထဲမှာထားရမယ်အာယုံနဲ့ပတ်သက်တဲ့အသည့်နောက်တစ်ခုကအတ္တမောဟတမ္ပဇဉာတယ်မတွေးဝေတဲ့အသည့်နော်ဆိုလိုတာကရှေ့တိုးတယ်နောက်ဆုတ်တယ်ဆိုရင်တတ္တကတမ္ပဇဉာအနေနဲ့ပြောမှဆိုရင်ငါရှေ့ရွှေ့ရင်ဘယ်လိုအကျိုးရှိမလဲနောက်ဆုတ်ရင်ဘယ်လိုအကျိုးရှိလဲအကျိုးရှိလားပြစ်ရှိလားဒါစဉ်းစားပြီးမှလှုပ်လို့ပြောတာနော်စဉ်းစားပြီးမှလှုပ်လို့ပြောတာတတ္တကတမ္ပဇဉာနဲ့ခုနလက်ကွေးခြေစမ်းတာလဲကြည်တာရှုတာလဲအကျိုးရှိသလားအကျိုးမရှိဘူးအကျိုးရှိမရှိဆိုတာလေကြည်တာလေးနဲ့အကျိုးရှိမရှိရှိသလားဆိုရှိတာပေါ့ကိုယ်တောင်းအေးကြည့်လိုက်လို့ကိုယ်နဲ့မတွဲတဲ့လူတွေ့ရင်ဒေါသဖြစ်တာအဲ့ဒါအကျိုးပဲအကျိုးမြတ်မကောင်းမှုပေါ့ကိုယ်မှာဒေါသဖြစ်တာကိုယ်နဲ့သဘောကျတဲ့လူတွေ့လိုက်ရင်လောဘဖြစ်တာဗျာချစ်ခြင်းကြောင့်လောဘဒေါသဖြစ်တယ်အဲ့ဒါအပြစ်ပဲပေါ့အဲ့ဒါတို့မဖြစ်ရအောင်နော်ကြည့်ရှုတဲ့အခါမှာအကျိုးရှိလားမရှိဘူးလားကြည့်ပါတော့သူတို့ဆွလို့တဲ့ပေါ့နော်